အားလုံးပဲမင်္ဂလာပါဆရာမကတော့ teacher center ဖြစ်ပါတယ်ဆရာမဒီခုဆက်လက်ရှင်းပြမှာတော့ chapter 1ရဲ့နောက်ဆုံး video file ပေါ့နော် part 6ပေါ့နော် note 8လေးကိုနောက်ဆုံး video file လေးရှင်းပြပေးမှာဖြစ်ပါတယ်ဒီ note မှာဆိုရင်ဆရာမတို့မေးနေကြပေါ့နော်မေးနေကြ note လေးပေါ့နော်ဒီစာအုပ်ထဲမှာရှိတဲ့ note 8ပေါ့နော် note 8ကိုရှင်းပြပေးမှာဖြစ်ပါတယ်note 8နဲ့ဆိုင်တဲ့ပု္ပ္ပစာပေါ့နောက်ဆုံးပု္ပ္ပစာလေးပေါ့နော် calculator နဲ့နှိပ်တဲ့အချိန်တိုင်းဒသမဂိမ်းတွေထွက်နေတယ်ပေါ့အဲ့လိုမျိုးထွက်နေခဲ့တယ်ဆိုရင်ဘယ်လိုတွက်ရမှာလဲဆိုတော့ note 8b လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်ပု္ပ္ပစာလေးကိုဆရာမရွေးချယ်ထားလဲဆိုရင်မေခွန်ဟောင်းတွေက2025မေခွန်ဟောင်းပေါ့နော်မေခွန်ဟောင်းတွေကပု္ပ္ပစာနံပါတ်31လေးကိုရွေးချယ်ပေးထားပါတယ်ဒီ note 8လေးကအများဖြင့်သူက note 7နဲ့ note 8ပေါ့နော်ဆရာမတို့အများအဖြစ်သူကဘာကိုမေးနေကြလဲဆိုရင်တေချာပေါက်ဒီတစ်ခါကိုမေးရင်လည်း note 7နဲ့ note 8တေချာပေါက်မေးမှာဖြစ်ပါတယ်အဲ့နှစ်ခုတည်းတစ်ခုပေါ့နော် note 8မှာ note 8b ကိုမေးမလား note 8a ကိုမေးမလားဆိုတာလည်းနှစ်ခုတည်းတစ်ခုရွေးမှာပေါ့ဒီတည်းက7ကိုမေးမလား8ကိုမေးမလား b ကိုမေးမလားအဓိပ္ပာယ်တော့အတူတူပါပဲဒီဟာလေးဆိုကျမတို့က z ကိုရှာတယ်ပေါ့နော် z ကိုရှာတယ်ဒီဟာလေးဆိုရင်တော့ကျမတို့ကw ကို wk ကိုရှာခဲ့တာဖြစ်ပါလေတွက်ပုံတနည်းလည်းအတူတူဖြစ်ပါတယ်အရေးသားလေးမှာပဲကွာသွားတာဖြစ်တယ်ဒီကောက်မှာဆိုရင်ကျမတို့ကsecond square root တွေကျူ root တွေပေါ့နော်ရှာတဲ့အချိန်မှာဥမာက square root ရှာပေးပါတို့ကျူ root ရှာပေးပါတို့ကိုတွက်တဲ့အချိန်တွေမှာ note 7ကိုသုံးခဲ့တယ်ဒီ note ပေါ့နော် note 8 note b ကကြတော့ဘာကိုသုံးပြပါလဲဆိုရင် equation ကို solve လုပ်ခိုင်းတာပေါ့နော်14 that is equal to ဥမာပေါ့0ပေါ့ဒါဆိုရင် z တန်ဖို့ရှာခိုင်းတယ်ဒါမျိုးဆိုရင် note 8နဲ့ကျမတို့ကတွက်ရမှာဖြစ်တယ် note 8မှာတွက်တဲ့အချိန်မှာ note 8ဒီတွက်လိုက်ရင် short ကနေသွားတယ်ပေါ့ note b ကကြတော့ဒသမဂိမ်းနဲ့ထွက်နေတဲ့ပု္ပ္ပစာတွေကြရင်သုံးရမယ်ပုံနေနည်းလေးကိုပြောပြပါမယ်ပုံစံတစ်မျိုးလေးနဲ့သွားမှာဖြစ်ပါတယ်အဲ့တော့ဒီ3ပုဒ်ဒီ3ခုပေါ့နော် note 8ရဲ့ note 7ရဲ့ note 8a ရဲ့ note 8b ရဲ့ဒီ3မျိုးတွေကတမျိုးကတော့တေချာပေါက်စာမွဲ chapter 1မှာဖြည့်ရမှာဖြစ်ပါတယ်တေချာပေါက်ပါဖို့ပေါ့နော်မေးလို့အရန်ကောင်းတဲ့ပု္ပ္ပစာလေးဖြစ်ပါတယ်ရှင်အဲ့တော့ဆရာမတို့ဒီဟာလေးကိုအဲ့ဒါနဲ့ဆရာမမေခွန်ဟောင်းလေးကိုရွေးထုတ်ထားတယ်ပေါ့နော်ဆရာမမေခွန်ဟောင်းစာအုပ်လေးလည်း14ရက်နေ့မှာစပြီးတော့ဖြန့်ချီမှာဖြစ်ပါတယ်ဒီမေခွန်ဟောင်းစာအုပ်ထဲမှာရှိတဲ့ question number 6ကမှာပု္ပ္ပစာနံပါတ်31လေးကိုရွေးချယ်ပေးထားပါတယ်ဒီပု္ပ္ပစာနံပါတ်31လေးရာဆိုရင် note 8b ကိုတွက်ထားခြင်းဖြစ်ပါတယ် note 8b လေးကိုတွက်ထားခြင်းဖြစ်ပါတယ်အဲ့တော့ note 8b ကိုထားတာပေါ့နော်စပြီးတော့ကြည့်ရအောင်ဒီ note 8b မှာဆိုရင်ကျမတို့ကမေခွန်းကိုပြန်ဖတ်ရမှာပေါ့နော်မေခွန်းလေးကိုဖတ်ကြည့်ရအောင် find all solution all the power 4 minus 60i is equal to 0 m indicates their position on the hy coordinates plane ဒါဆိုသူကမေခွန်းမှာပြောထားတယ်z power 4 minus 60i is equal to 0ဆိုတဲ့ solution equation ကြီးအားလုံးကို solution အားလုံးကိုရှာပါတဲ့ z အားလုံးကိုရှာခိုင်းတာ z 4ထက်လို့ပြောတဲ့အတွက်ကြောင့်တေချာပေါက်ဒီ0 1 2 3ပေါ့နော်၄ခုတော့ဖြစ်မှာတေချာတယ်၄ခုတော့ z တန်မို့၄ခုထွက်မှာတော့တေချာတယ်အဲ့ဒီ solution အားလုံးကိုရှာမယ်ရှာပြီးပြီဟဲ့ဆိုပြီးပြီလားဆိုမပြီးသေးဘူး ANDN နဲ့ဆက်ထားတယ် indicate ဆိုတာကစမတို့ညွှန်ပြခိုင်းတယ်သူတို့ရဲ့ position တည်နေရာတွေကို on the hy coordinate plane မှာဆိုတော့စမတို့ကဒီလို hy plane ပေါ့နော်ပုံဆွဲပြီးတော့ဘယ်အမတ်တွေပါဆိုမှလိုက်ဆက်ပြီးတော့စမတို့ကသူ့ရဲ့ position လေးတွေကိုတို့တွေကပေါ့နော်ဒီလိုမျိုးလေးနဲ့ပုံလေးဆွဲပေးရမှာဖြစ်ပါတယ်ပုံဆွဲရင်အမတ် short ပါတယ်ပုံဆွဲရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့စမတို့ solution လေးကိုစတွက်ရအောင်ပထမအဦးဆုံးပေးထားတာက z power 4 minus 60i is equal to 0အဲ့တော့ z power 4 is equal to 60i အဲ့တော့ကျမတို့ကတွက်ပြီးဆိုရင် 60i လေးကိုဆွဲထုတ်လိုက်တယ်သူဒီ complex ပုံစံရေးရင် 0 plus 60i အမှတ်အနေနဲ့ရေးရင်0.60အဲ့ဒါကိုကျမတို့ဟာအာဒီတာကို calculator နှိပ်ပြီးတော့ရှာလိုက်တယ်အဲ့တော့အရှိမကြီးလည်းပြောခဲ့ပြီးဆိုတော့အာဒီတာကို calculator နှိပ်ပြီးတော့ရှာတတ်မယ်လို့ထင်ပါတယ်အဲ့တော့ကျမတို့ square root ရေးတယ်0 square plus 60
square calculator နှိပ်လိုက်ရင်ဒီမှာမလိုက်လဲဒီတိုင်းပဲရှင်းလိုက်ရင်ကို60ရလဲတီတာတန်ဖိုးကို calculator နှိပ်ရင်0.2အဲ့တော့ဒီကောင်အသက်စမားတို့ကဟိုဘက်များတဲ့ဒီဘက်များတဲ့ပုံလေးဆွဲပေးပါမယ်အသေးစားလေးအဲ့တော့ 0.6 ဆိုတော့ဘာဖြစ်မှာလဲတော့ 0.60 ကဒီမှာရှိမှာပေါ့8တန်ဖိုး0 y တန်ဖိုး60ဒီဟာလေးအဲ့တော့ဒီကနေဒီထိဆိုရင်တီတာတန်ဖိုးဒီဘယ်လောက်ရှိရလဲလို့0.2ရှိတယ်အာတန်ဖိုးဒီဘယ်လောက်ရှိရလဲလို့60ရှိတာကိုတွေ့ရတယ်ဟုတ်ပြီအဲ့ဒါလေးလဲဆွဲပြီးပြီဟဲ့ဆိုရင်စမားတို့ကဆက်လက်တွက်မယ်အဲ့တော့စမားတို့က 60i လို့ပြောထားတဲ့အတွက်ကြောင့်မို့ 60i ဆိုတော့အာတန်မို့ r ကော့အာတန်မို့ဒီဘယ်လောက်ရလဲ60ပုံဒီနည်းအရစမားတို့ဒီဘာကိုအသုံးပြုမှာလဲဆိုရင် r cos theta plus r sin theta ကိုအသုံးပြုမှာဖြစ်တယ်အာတန်မို့က60 cos theta တန်မို့က pi/2 plus r sin theta တန်မို့က pi/2 ကိုထည့်မှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဟဲ့ဆိုရင်စမားတို့ဆက်လက်ပြီးသွားမယ်အဲ့ကြပြီဟဲ့ဆိုရင်စမားတို့ကဒီကောင်ဆိုရင်ပုံနေနည်းအရာဆိုရင်တို့တွေကပြင်ပြီးတော့ရေးမယ်ပေါ့နော်အဲ့ဒီမှာပုံနေနည်းကtest ပုံမှာ2မျိုးဖြစ်နေတယ်2024 2025မှာ2မျိုးဖြစ်နေတာပေါ့လေနော်အဲ့တော့အမျိုးမျိုးတွက်ကြပါတယ်ကျွန်မကတော့ဒီဟာပေါ့ကျွန်မမှန်တယ်လို့ထင်တဲ့နည်းနဲ့တွက်ပေးလိုက်မယ်ပေါ့နော်တနည်းကိုတော့ကျွန်မမကြိုက်ဘူးလို့ဟိုဒီနေ့ရှေ့ရဗီဒီယိုဖိုင်မှာပြောပြီးပြီဖြစ်ပါတယ်ကိုဥပမာနော်ယူဆတဲ့နည်းနဲ့တွက်လိုက်ပါပြီအဲ့တော့ z power 4မှန်တဲ့နည်းနဲ့တွက်ပေးပါမယ်ဘာလဲလို့ဆိုရင်သူဒီ 60i လို့ပေးထားတယ်အဲ့တော့ z power 4လို့ပြောပြီးဆိုရင်စမတို့ရဲ့အမှာပုံမှာသုံးတဲ့ note ပုံနေနေရပါလဲဆိုရင်စမတို့ရဲ့ n ချိန်မြောက် root ကိုပုံနေဆိုရင် z is equal to m root r cos theta plus 2k pi by m plus I sin theta plus 2k pi by m အဲ့တော့ n တန်မိုးလေးဒီဘယ်ကနေစလဲဆိုရင်0 1 k minus 1မှာဆုံးပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဆက်လက်ပြီးတော့ကြည့်ရအောင်အဲ့တော့ကျွန်မတို့ကရေးရမှာက n က z n တန်မိုးကဘယ်လောက်ရှိရလဲဆိုရင်4တက်တင်ထားတာမို့လို့4 r တန်မိုးလေးက60ရပါတယ် cos theta တန်မိုးလေးကဘယ်လောက်ရလဲဆိုရင် pi by 2 plus 2k pi by n လေးက4 plus I sin pi by 2 plus 2k pi by 4အဲ့တော့ n တန်မိုးရေးရင်0 1 2 3ပေါ့နော်4တွေက1နှုတ်တယ်ဆိုတော့3မှာဆုံးတယ်ဆုံးတဲ့နေရာမှာရက်ရတယ်အဲ့နေရာမှာဒါလေးမပါဘူးဆိုရင်အမှတ်လျှော့ပါတယ်ကဲအဲ့ဒါပြီးရင်ဆက်သွားပါမယ်အဲ့ဒါပြီးရင်စမတို့ကပထမဦးဆုံး1နဲ့သွားမယ် k တန်မိုး0ဖြစ်တဲ့အချိန်မှာ1 k is equal to 0ဖြစ်တဲ့အချိန်မှာအဲ့တော့ z is equal to ဆိုဒီကောင်လေးကိုစမတို့ calculator လေးနှိပ်ကြည့်လိုက်နှိပ်လိုက်ရင်2ရပါတယ်ဟုတ်ပြီအဲ့တော့ဆက်တွက်လိုက်ပြီး cos pi by k မှာဘာလေးကိုထည့်မှာလဲဆိုရင်0လေးကိုထည့်တယ်0ထည့်တယ်ဆိုတော့စမလို့ဒီပျောက်သွားပြီဆိုတော့အောက်ချလိုက်တော့4ဒီလိုလေးရတယ် plus I sin pi by 2 by 4ရပါတယ်အဲ့တော့သူ့ကိုတွက်လိုက်မယ်ဟေ့ဆိုဒီပုံစံလေးရမှာပေါ့နော်အဲ့တော့စမတို့သိရမှာကပုံနေနည်းတွေကတော့ရှေ့မှာရှိတယ်ပုံနေနည်းလေးတစ်ခေါက်လောက်ပြောပါဦးမယ်စမတို့ရဲ့ note hb ရဲ့သုံးရမယ့်ပုံနေနည်းက calculator နှိပ်လိုက်ရင်ဓာတ်မနဲ့ထွက်ရင်သုံးရမယ့်ပုံနေနည်းက head sign ပေါ့နော် theta by 2 square root of 1 plus cos theta by 2ကိုသုံးမယ်အဲ့တော့ sin theta by 2 is equal to square root of 1 minus cos theta by 2ကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒါလေးကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်စမတို့ကဒီမှာလာသုံးကြည့်ရအောင်အဲ့တော့သုံးကြည့်ရမှာပေါ့နော်ဒီဟာလေးကိုအဲ့တော့သူ့နေရာလေးမှာသုံးမှာဖြစ်ပြီဆိုရင်ကော့လို့ပြောပြီးဆိုစမတို့ကပထမအဆုံးသူဒီရှင်းလိုက်ရင်ပိုင်းပိုင်း8ရတယ်ဘာရတာလဲတော့ပိုင်းပိုင်း8ဒါကြီးကိုရှင်းလိုက်ရင်ဘာရမှာလဲတော့ပိုင်းပိုင်း8ဒီဘယ်လောက်ဒီဂရီမှာရှိရလဲအဲ့တော့စဉ်းစားတယ်ကေနာမှာနှိပ်လိုက်တဲ့ပိုင်း8လေးကို180ဒီအိမ်နဲ့စားမယ်အဲ့တော့180ကိုတီးပြီးတော့အိမ်နဲ့စားလိုက်ရင်ဘယ်လောက်ရမှာလဲအဲ့တော့စားကြည့်လိုက်တယ်ပေါ့နော်22.5 degree ရတာကိုတွေ့ရတယ်အဲ့ဆိုစမားတို့ရဲ့သူ့ပုံဒီ first quadrant မှာရှိတယ် first quadrant မှာရှိတဲ့အကြောင်းသူ့ရဲ့လက္ခဏာဒီh တန်မိုး y တန်မိုးမှာဆိုရင်အပေါင်းဖြစ်နေတာကိုတွေ့ရတယ်ဒီလက္ခဏာကို first quadrant မှာယူရမှာဖြစ်ပါတယ်အဲ့တော့စမားတို့က first quadrant ရှိတဲ့အကြောင်းလက္ခဏာဒီဘာဖြစ်မှာလဲလို့အပေါင်းအဲ့ကြောင့်စမားရေးလိုက်ပါပြီဒီမှာထောင်ကွင်းတုံးလိုက်ပါမယ်ဒီဘက်ကိုလည်းပိတ်ကွင်းပေါ့နော်အပေါင်းမလို့သူတွေ့လဲအပေါင်းသူတွေ့လဲအပေါင်းဖြစ်ပါတယ်ဒါပြီး cosဒီမှာရေးရမှာပေါ့နော်အဲ့ဆိုစမတို့ဒီမှာ
ဘာလဲဆိုရင်များကြီးတောင်းခွင့် cos ဒါဆိုရင်သူ့အတွက်လည်းအပေါင်းသူ့အတွက်လည်းအပေါင်းဖြစ်ပါတယ် first quadrant မှာရှိလို့အပေါင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျမတို့ကဒီမှာဆိုရင်ခဏ root ဝေဟာကိုတန်းပြီးတော့သွားမှာဖြစ်ပါတယ်ဒီမှာအပေါင်းလို့ရေးလိုက်ဒီမှာအပေါင်းလို့ရေးလိုက်ပြီခဏ formula အရကျမတို့ဘာလုပ်ထားရလဲလို့ cos ဆိုရင်ကျမတို့ဒီအပေါင်းလက္ခဏာနဲ့သွားမယ် sin ဆိုရင်အလုံးလက္ခဏာနဲ့သွားမှာဖြစ်ပါတယ်ဒီနေရာမှာတီတာမှာကျမတို့ကပိုင်း4ပေါ့နော်တီတာနေရာမှာပါထည့်မယ်ပိုင်း4ထည့်မယ်တီတာနေရာမှာပိုင်း4ထည့်မယ်တီတာနေရာလေးမှာပိုင်း4ထည့်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာသူဒီ first quadrant ဖြစ်တဲ့ကြောင့်သူ့ရှိမှာလည်းအပေါင်းသူ့ရှိမှာလည်းအပေါင်းယူသွားမှာဖြစ်ပါတယ်အဲ့နေရာလေးဒီဂရုစိုက်ရမယ့်နေရာလေးဖြစ်ပါတယ်အဲ့တော့စပြီအဲ့တော့ထည့်ပြီး square root of ထည့်လိုက်တော့1 plus cos pi by 4 by 2ဒီဘက်ကလည်း square root of 1 minus cos pi by 4 by 2ဆိုမှထည့်လိုက်တယ်တချို့တွေကတော့ဒီဟာကို calculator နှိပ်ပြီးတော့ဒီပုံ formula ကိုကြက်ထားကြတယ်ပေါ့အဲ့လိုအတွက်လည်းရပါတယ်အဲ့လိုလုပ်လည်းရပါတယ်အဲ့တော့ကျမတို့ကဒါလေးကိုဆက်တွဲရအောင်အဲ့လားဆိုရင်အဲ့လားလေးကိုဆက်တွဲလိုက်မယ်ဆိုရင် z is equal to 2ရေးလိုက်ပြီး square root of 1 plus calculator နဲ့တော့ root 2 by 2 by 2 root ဒီလိုရေးထားတယ် plus I square root of 1 minus root 2 by 2 by 2ဆိုမှဒီလိုရမယ်အဲ့တော့ဆက်ပြီးတော့တွားမယ်ဒီကောင်ကိုကျမတို့ကဟိုပါပေါ့နော် calculator နှိပ်ပြီးတော့ရှင်းလိုက်တယ်ပေါ့အတွင်းထဲမှာရှင်းလိုက်ရင်1 by 2 root 2 calculator နဲ့နှိပ်တာမို့လက်ရှင်းနဲ့ပဲရှင်းမယ်နော် I ဒီကောင်ကိုလည်းရှင်းလိုက်တယ်တခုပေါ့ဒီဟာလေးတခုရပါပြီဒီကအပေါ်ကတူလေးဒီဒါလေးဒီတူလေးဒီလိုဝင်မြောက်တော့ဒီမှာတူလေးတခုလာမယ်calculator နှိပ်လိုက်တဲ့အချိန်ကျတော့တူဒီတဲ့1 by 2 square root of 2 minus root 2ဆိုရင်မှရမှာဖြစ်ပါတယ်အဲ့တော့ဒီ2 j ဒီ2 j လိုက်ရင်တို့အဖြစ်ဒီ square root of 2 plus root 2ရပြီးတော့ plus I square root of 2 minus root 2ဆိုပြီးမှစက်တန်ဖို့ရပါတယ်ဒါဒီ k တန်ဖို့0ဖြစ်တဲ့အချိန်မှာရှိတဲ့စက်တန်ဖို့ဖြစ်ပါတယ်အဲ့လိုပဲနောက်ထပ်ဟာလေးတွေကိုဆက်တွက်ပါတယ်အဲ့တော့ကျမတို့ k တန်မိုး1ဖြစ်တဲ့အချိန်မှာဆိုပြီးမှဆက်တွက်တယ်ပေါ့နော် k တန်မိုး1ဖြစ်တဲ့အချိန်မှာဆိုမှထပ်တွက်လိုက်ရင်5 pi by 8ဆိုပြီးမှရမယ်5 pi by 8ကို half sign ပုံစံပြင်ရင်အောက်ရှိမှာ2ဆို4နဲ့4ရှိဆို2ကအောက်မှာရေးပြီး4ကိုပေါ်မှာတင်လိုက်တော့5 pi by 4 by 2ဆိုပြင်ရေးတယ်ဒါဆိုကျမတို့ခဏတုန်းကတို့တွေဘာလို့ပြောခဲ့တဲ့ formula လေးအဲ့ဒီမှာဘာဖြစ်မှာတော့5 pi by 4လေးထည့်မယ်ဒီမှာ5 pi by 4 5 pi by 4လေးထည့်မှာဖြစ်တယ်အဲ့တော့ဒီဘက်ကနေဒီလိုသွားမှာ5 pi by 4ဆိုတာတစ်ချက်ကြည့်ရင်5 into 180ဒီဂလီကို4နဲ့စားရမှာဖြစ်ပါတယ်အဲ့တော့သူ့ကို4နဲ့စားဆိုကျမတို့ကcalculator ကင်ပြီးတော့မြောက်တယ်ပေါ့နော်မြောက်ပြီးရင်4နဲ့စားမှာဖြစ်ရင်သူဒီ225ဒီဂရီကိုရမယ်ပေါ့အဲ့တော့225ဒီဂရီလို့ပြောရင်သူ့ရဲ့ quadrant ဒီဘယ် quadrant ဖြစ်မှာလဲလို့ဒီဆို180 290ဆိုတော့တက် quadrant မှာရှိမှာဖြစ်တယ်တက် quadrant ရဲ့လက္ခဏာဒီ x က minus y က plus ဖြစ်ပါတယ်ဒါကြောင့်ဒီနေရာလေးမှာကျမတို့က minus plus လာတက်ရမှာဖြစ်တယ်ဒီ formula မှာအဲ့တော့သူ့ရဲ့ formula လေးကိုရတာပြီဆိုဒီမှာလာထည့်မယ် cos ဆိုရင်အပေါင်း sin ဆိုရင်အနုတ်ဖြစ်ပါတယ်အဲ့တော့ကျမတို့တက်ကြည့်ရအောင်ဒါကြောင့်မို့သူဒီတက် quadrant ဖြစ်တဲ့ကြောင့်မို့ cos ဆိုရင်အနုတ်ဖြစ်မယ် sin ဆိုရင်အပေါင်းဖြစ်မယ် i ဒီလိုလိုက်သူ့အတွက်ဆိုတော့ square root နဲ့တွက်လိုက်ပြီး1 plus cos 5 pi by 4 by 2 square root of 1 minus cos 5 pi by 4 by 2ဆိုပြီးမှရပါတယ်အဲ့တော့ minus ဆက်တွက်မယ်ဆိုရင်ဒီဟာလေးကိုတို့တွေထုံးစံအတိုင်းပဲတစ်ခုစီ calculator နှိပ်ပါတယ်နောက်မှရင်တဒမနဲ့ရသွားပါမယ်အဲ့တော့တဒမမရအောင်လို့စမတို့ကအဲ့လိုလေးနှိပ်ပါတယ်အဲ့တော့ root 2 by 2ဒါဆိုအနှုတ်နဲ့ပြီးတော့ plus 2ဆိုပြီးမှဒီလိုရမယ်ဒီစမလို့အပိုင်းခြေတွေပါနေညီမယ်အောက်ကဟာနဲ့ရှင်းမယ်ရှင်းလိုက်ရိုးရှင်းဆုံးပုံစံပြောင်းတယ် minus 1 by 2 root 2 minus root 2လို့ရလာတယ် I 2ဝင်မြောက်တဲ့အရိုးရှင်းဆုံးပုံစံပြောင်းတယ်ဒါဆိုရင်2 plus root 2ဆိုပြီးမှရလာတယ်ပေါ့နော်ဒီတော့တူးချင်းJ ဒီကတူးချင်းလဲ J အဲ့တော့သူ့ရဲ့အဖြေဒီဘာကိုရရလဲဆိုရင် minus root 2 minus root 2 plus I root 2 minus root 2ဆိုပြီးမှ k is equal to 1ရဲ့အဖြေထွက်ပါတယ်အဲ့လိုပုံစံလေးပဲနောက်တစ်ခုကိုလည်းဇမားတို့ဆက်သွားမှာဖြစ်ပါတယ် k တန်မို့1ရော k တန်မို့2ရောဆက်သွားမှာဖြစ်ပါတယ်ဗီဒီယို15မိနစ်ပြည့်ရင်ရက်မှာဖြစ်တဲ့ကြောင့်ဇမားအဖြေပဲရေးပေးလိုက်ပါတော့မယ်
ကျမတို့ပုံလဲဆွဲရအောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျမနောက်ထပ်ဗီဒီယိုဖိုင်မှာပဲဒီအပိုင်းလေးကိုဆက်လက်ရှင်းပြလိုက်ပါမယ်15မိနစ်ပြည့်သွားလို့ပါ